Premier League မှာတပတ်လောက်ခအများဆုံးကစားသမား9ယောက်ကိုသိလားနံပါတ်5ချက်စီးရဲ့ယာဟိန်းဆရာလင်းတပတ်လောက်ခပေါင်3,250,000နံပါတ်4လီဗာပူးနောက်တန်းဘွရင်ဘာဂျယ်ဗန်ဒိုက်တပတ်လောက်ခပေါင်3သိန်းခွဲနံပါတ်3မန်ယူရဲ့မစ်ဖီးစစ်သားကာစီမီရိုတပတ်လောက်ခပေါင်3သိန်းခွဲနံပါတ်2လီဗာပူးရဲ့မိုဆလာတပတ်လောက်ခပေါင်4သိန်းနံပါတ်1ပရီးမီးယားလိလာစာဘရင်မန်စီးတီးရဲ့အာလင်းဟာလန်တပတ်လောက်ခပေါင်5,250,000ဘောလုံးကစားတာလားဗန်လာစာယူနေတာလားမင်းဘယ်လိုထင်လဲ